Master Key ခုလို Windows ရဲ့ error အမျိုးမျိုးကိုတစ်ချက်ထဲနဲ့အပိတက်ပေးမဲ့ CMD key လေးတစ်ခုကိုဒီနေ့မျှဝေပေးပါမယ်အရင်ဆုံး browser ကိုသွားပါပြီးရင် CMD ဆိုပြီးရိုက်ထည့်ပါပြီးရင်ဘေးက run as administrator ကိုရွေးလိုက်ပါပေါ်လာတဲ့အထက်မှာဒီစာလေးကိုတရားရိုက်ထည့်မယ်နော် SFC space ချမယ်မင်းဆောင်ခံမယ်ပြီးရင် scan down ဆိုတော့ကိုကပ်ပြီးရိုက်ထည့်လိုက်မယ်ပြီးရင်အတားခေါက်ချလိုက်ပြီးရင်အခုလို percentage ပေါ်လာပါလိမ့်မယ်ဒီ percentage ကို100%ပြည့်တဲ့အထိကိုစောင့်ပေးရပါမယ်ဒီ key လေးရဲ့လှုပ်ဆောင်မှုဟာ engine တစ်ခုလိုပါပဲအဲ့ engine တစ်ခုထဲမှာဆက်သွားတွေအများကြီးရှိမယ်အဲ့ဆက်သွားတွေကြားထဲကိုအမိုက်စလေးတစ်ခုပြုတ်ကျသွားတယ်အဲ့အချိန်မှာဆက်သွားရဲ့ပင်နေရာကျွေပြီးတော့ engine ရဲ့လှုပ်ဆောင်ချက်တွေဟာမူမမှန်တဲ့ပုံစံတွေပေါ်လာပါလိမ့်မယ်အဲ့လိုပဲ Windows ရဲ့ operation system မှာလည်းမလိုအပ်တဲ့ junk file တွေ virus တွေဝင်ရောက်လာတဲ့အခါမျိုးကြရင်အားလုံးကမောက်ကမဖြစ်သွားပြီးတော့မကြာခဏblue screen error တက်တာတွေ Windows ဟာလိုတာတဲ့ပို့ပြီးအရန်လေးလံနေတာတွေ startup မီတူတဲ့ဝင်လို့မရတာ software တခုတဲ့ဝင်လိုက်ရင်ပြန်ကန်ပြီးထွက်တာ error message တွေပြတယ်ဒီလိုမူမမှန်တဲ့ Windows ရဲ့ error တွေကိုဒီ key လေးကအများကြီးကူညီပေးပါလိမ့်မယ်ဗျကဲ100%ပြည့်သွားပြီဆိုရင်အခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့ဒါဆိုရင် okay ပြီနော်အဆင်ပြေပါပြီဗျာ